မင်္ဂလာပါကျွန်တော်ရှင်းပြဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာဆိုရင်တော့ဒါနောက်ထပ်ရှင်းပြပေးမယ့် indicator တစ်ခုအနေနဲ့ကတော့ဒါ RSI ဆိုတဲ့ indicator လေးပါဒီတော့အခုမှစပြီးတော့ trading ကိုလေ့လာနေတဲ့သူတွေအခုမှဒီ trading ကိုစိတ်ဝင်စားတဲ့လူတွေအတွက်ကျွန်တော်အနေနဲ့ဒါ business lesson တစ်ခုအနေနဲ့ဒါ RSI ဆိုတဲ့ indicator လေးကိုဒါရှင်းပြပေးသွားမှာပါဒီတော့အခုချက်ပြီးပြောချင်တာကဒီရှေ့မှာသင်ပြပေးသွားခဲ့တဲ့ပြောပြပေးသွားခဲ့တယ်ပေါ့နော်သင်ပြတာမဟုတ်ပါဘူးပြောပြပေးသွားခဲ့တဲ့ EMA ဆိုတဲ့ indicator နဲ့ဒီအခုပြောပြမယ် RSI ဆိုတဲ့ indicator setting ချိန်နည်းနဲ့ပေါ့နော်နှစ်ခုပေါင်းပြီးတော့သုံးမယ်ဆိုရင်တော့ပုံမကောင်းမွန်တဲ့ဒါ trade set တစ်ခုကိုပေါ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်အနေနဲ့ပြောပြပေးပါမယ်သင်ပြတာမဟုတ်ပါဘူးကျွန်တော်ကဆရာတယောက်မဟုတ်ပါဘူးဒါကြောင့်မလို့ပြောပြပေးမယ်ကိုသိသလောက်ပေါ့နော်ပြန်ပြီးတော့ sharing လုပ်ပေးပါမယ်ဒီတော့RSI setting ချိန်နည်းအတွက်ပေါ့နော် setting ချိန်နည်းအတွက်ဆိုရင်တော့ကျွန်တော်တို့ဒီ Binance application မှာပဲသုံးတယ် browser တို့ကြိုက်တဲ့အဲ့ချိန်မှာသုံးပေါ့နော်ဒါကတော့ကျွန်တော်တို့ RSI ဆိုတဲ့ဟာလေးကိုဖွင့်လိုက်ပါ indicator လေးကိုဖွင့်ပြီးရင်ဒီဘက်မှာ setting ချိန်ရမယ့်နေရာရှိတယ်ဒါမနေ့က EMA တုန်းကအတိုင်းပဲ setting ချိန်လိုက်ပါမယ်အဲ့ setting ချိန်တဲ့နေရာလေးကိုပဲကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်ဒီတော့ setting ချိန်တဲ့နေရာလေးကိုနှိပ်ပြီးရင်တော့ဒီမှာ RSI တစ်ခုပဲဖွင့်ထားတာတွေ့ရမယ်ပြီးတော့ဒီဘက်က indicator setting ကိုနှိပ်လိုက်ပါโอเคအဲ့ဒါနှိပ်ပြီးရင်တော့အပေါ်နဲ့ဆွဲတင်လိုက်ဆွဲတင်ပြီးရင်ဒီမှာ RSI ဆိုတာတွေ့လိမ့်မယ်နော်ဒီမှာ RSI တွေ့ပြီဆိုရင်ကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးရင်တော့အကုန်လုံးကတော့အပေါ်ဘက်မှာဒီတစ်ချက်ပြင်လိုက်မယ်ပေါ့နော်ဒါကျွန်တော်ခုနကတစ်ချက်ပြင်ထားလို့ပြန်ပြင်လိုက်မယ်အကုန်လုံးကတော့ RSI က6ဖြစ်နေမယ်ဒီအပေါ်ဘက်က6ဖြစ်နေမယ်ဒီက upper က80ဖြစ်နေမယ် lower က30ဖြစ်နေမယ်နော်အဲ့လိုမျိုးဆိုတော့ကကျွန်တော်တို့ကဒီနေရာမှာတစ်ချက်ပြောပြမယ် RSI ကကျွန်တော်တို့3မျိုးခွဲထားတယ်ပြီးတော့နံပါတ်1 scalping သမားတွေအတွက်ကတော့1 minute 5 minute time frame ကိုသုံးတယ်1 minute ဒါမှမဟုတ်5 minute time frame အတွင်းကိုသုံးတယ်135ပေါ့နော်ဒီ time frame ကတော့1 minute 3 minute 5 minute အဲ့ဒီ time frame ကိုသုံးတယ် RSI အနေနဲ့ကတော့9ဒါမှမဟုတ်6ကိုသုံးတင်တယ်6ခု9ပေါ့နော်ဒါ6ကလည်း risk များတယ်ဗျဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီနေရာမှာ scalping သမားတွေအတွက်ကတော့6ဒါမှမဟုတ်ခွန်ဒါမှမဟုတ်9အဲ့လိုမျိုးထားလို့ရတယ်ဒီမှာကျွန်တော်အနေနဲ့6တိုင်းပဲပြန်ထားမှာပေါ့နော်ဒီဘက်က upper နဲ့ lower ကတော့ချိန်စရာမလိုပါဘူးဒီတိုင်းပဲသုံးလို့ရပါတယ်ဒီတော့ကျွန်တော်တို့အဲ့ဒါတော့ scalping သမားတွေအတွက်ဒီတော့ intraday အများဆုံးသုံးကြတဲ့လူတွေပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်း intraday trade တာများတယ်ဒါကြောင့်မလို့ဒီ intraday ဆိုတာကကျွန်တော်တို့တစ်ရက်အတွင်းဒါ position ပေါ့ scalping လောက်တော့ဒါမမြန်ဘူး scalping လောက်တော့ကျွန်တော်တို့တွေအမြတ်ရှာတာတွေမမြန်ဘူးဒါပေမဲ့ ACC လေးပဲ trade တဲ့လူတွေအတွက်ကတော့ RSI2 ဆိုတဲ့နေရာကိုရွေးလိုက်မယ်ဒီဘက်ဒီမှာဆက်လီအတိုင်းပဲထားလိုက်ပါအဲ့ဒါလေးကိုထားလိုက်မယ်ဒါပေမဲ့ upper နဲ့ lower တော့ကျွန်တော်တို့80နဲ့30ကိုတော့ဆက်ပြင်ပေးရမယ်80နေရာမှာကျွန်တော်တို့80ထားပေးရမယ်ဒီအောက်က30နေရာမှာတော့20ထားပေးရမယ်เนาะဘာဖြစ်လို့အဲ့လိုမျိုးထားခိုင်းတာလဲဆိုတော့80 30အတိုင်းထားလို့မရဘူးလားဆိုတော့ထားလို့ရတယ်ဒါပေမဲ့ကျွန်တော် trade တဲ့ coin ပေါ်ကတော့မူတည်သေးတယ်တကယ်လို့BTC တို့ Solana တို့เนาะဒါမှမဟုတ် S1 တို့ပေါ့နော် S1 တို့ ETH တို့အဲ့လိုမျိုး trade တယ်ဆိုရင်အကြောင်းမရှိဘူး90 30ပဲထားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ trade တဲ့လူတော်တော်များများကဘိုင်းနဲ့မှာဖြစ်ဖြစ်ဘိုင်းပြမှာဖြစ်ဖြစ်အဲ့ချိန်မှာ trade တဲ့လူတော်တော်များများကဒီ meme coin တွေဒါမှမဟုတ် AI project coin တွေတခြား project coin တွေ trade ကြရအများကြီးအဲ့လိုမျိုးတခြား project coin တွေကပုံမှန်အားဖြင့်ဒီဘယ်လိုပြောမလဲliquidity စားရပေါ့နော်ဒါ stock လို့လိုက်စားတာရှိအဲ့လိုမျိုးဖြစ်တဲ့အတွက်ဒါမှန်ကန်တဲ့ position ကိုရရှိဖို့ direction ကိုရရှိဖို့80 20ထားတာကပို့ပြီးတော့ကောင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ RSI က14ရယ်ဒီ upper နဲ့ lower က80 20ပဲယူတာပိုကောင်းပါတယ် okay ကျွန်တော်အနေနဲ့ setting တွေလည်းချိန်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ license ကိုချက်သွားကြည့်ကြမယ်ပေါ့နော်ပြီးတော့ license အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်ဒီကောင်ကဘာဖြစ်လာနိုင်လဲပြီးတော့သူ့အနေနဲ့ကဒီ RSI ကိုဘယ်လိုသုံးလဲဆိုတော့သူ့ရဲ့ main trend ကိုကြည့်ဖို့အတွက်ဆိုရင်1 hour time frame ကိုသုံးတယ်ဒီအတွက်ကျွန်တော်အနေနဲ့1 hour time frame သုံးထားပါတယ် RSI ကတော့40ပါခုနကပြင်ထားတဲ့အတိုင်းပဲ upper က80 lower က20เนาะအဲ့လိုမျိုးသုံးထားပါတယ်ဒီတော့အဲ့လိုမျိုးသုံးထားပါတယ်အဲ့လိုမျိုးသုံးထားရဆိုတော့ကျွန်တော်ဒီပြီးခဲ့တဲ့ဒါ best step ကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ပေါ့ချက်ပြန်ကြည့်မယ်ဆိုရင်ဒီမှာဆိုရင် RSI က
RSI အနေနဲ့82ပေါ့နော်ဒါ80အထိတော့မရဘူး RSI အနေနဲ့ဒီ RSI 14အနေနဲ့84 85ဝန်းကျင်အထိတက်သွားတယ်ဒီမှာဆိုရင်ပြတွေ့ပါလိမ့်မယ်နော်အဲ့လိုမျိုး84 85အထိတက်သွားတယ်ဒီမှာဆိုလဲဈေးကအဲ့လောက်အထိတက်သွားတယ်ဒါ$အထိတော့ဈေးကတက်သွားခဲ့တယ်ပေါ့နော်ဈေးကတက်သွားပြီးတော့မှလုံးဝအဲ့မှာဆိုရင် oversold ဖြစ်နေပြီလို့သုံးတယ်နော်80အထက်ဆိုရင် oversold ဖြစ်နေပြီဒီမှာဆိုရင်လေခုနပြပေးသွားတဲ့အတိုင်းဆိုရင်လေဒီမှာဒီ1 hour time frame မှာ84 85တောင်ဖြစ်နေပြီဖြစ်တဲ့အတွက်ဈေးရလုံးဝရိုးထိုးတက်နေပြီဖြစ်တဲ့အတွက်ဒီညမှာဒါ10 signal ပေါ်လာပြီ10 signal ဆိုတာကဒါဒီ red ကနေပေါ့နော် red ကနေ bearish ကနေပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ short position ဝင်လို့ရပါတယ်ဒီတော့တခု RSI မှာတခုပြောချင်တာကဒီ80နဲ့အထက်ဆိုရင်ဒါ overbought အဝယ်များပြီဒီအတွက်ရောင်းတင်တယ်ရောင်းတင်ဆိုတာ short position ဝင်တင်တယ်ဒီ20နဲ့အထက်ဒါမှမဟုတ်30နဲ့အထက်ရောက်ပြီဆိုရင်ဒီနေရာမှာနော်ဒီမှာဆိုရင်20ရောင်လာထိတယ်30ရဲ့အောက်20ရောင်လာထိတယ်ဒီ20မြင်းကိုထိနေပြီဆိုရင်ဒီကောင်ကတော့တအားရောင်းနေပြီဒီဘယ်လိုပြောမလဲတအားရောင်းနေပြီဖြစ်တဲ့အတွက် long position ပြန်ပြီးတော့ဝင်တင်တယ်နော်ဒီတော့ရှင်းပြမှာရှင်းရှင်းလေးဒီမှာဒီနှစ်ခုပဲကျွန်တော်ချက်အုံးပြီးတော့ကြည့်လိုက်ဒီမှာဒီမြင်းကိုလာထိတယ်ဒီမြင်းကိုလာထိပြီးသွားပြီဆိုရင်ဒီကောင်လည်းဈေးကအများကြီးထိုးတက်နေပြီ gut တစ်ခုဖြစ်နေပြီအဲ့မှာဆိုရင်ဒီမှာပေါ့နော် red ကနေပေါ်လာပြီဆိုရင် short position ဝင်လိုက်နော်ဒီမှာဒီမှာနော်ဒီမှာကဒီမှာ20မြင်းအောင်လာထိနေပြီဒါမှမဟုတ်ဒီကောင်နဲ့နီနီနာနာကြီးဖြစ်နေပြီပေါ့နော်ဒီမှာဆိုရင်နီနီနာနာကြီးပေါ့အဲ့လိုမျိုးနီနီနာနာကြီးဖြစ်နေပြီဆိုရင်ဒီအောက်က20မြင်းနဲ့နီနီနာနာဖြစ်နေပြီဆိုရင် long position ဝင်လိုက်ရှင်းရှင်းလေးဒီကောင်ကပေါ့နော်ဒီမှာဆိုရင်တော့သူ့အနေနဲ့ကတော့ဒါဒီလောလောဆယ် RSI အနေနဲ့ကဒါ68မှာပဲရှိသေးတယ်အမြင့်ဆုံးမှာသူက68အထိပဲတက်သေးရဆိုတော့ကဒါတေချာရဲ့ trend ကိုတော့ဒါတေချာတော့မပြောတတ်သေးဘူးသူ့အနေနဲ့ကြမလားတက်မလားဆိုတော့ပေါ့နော်ဒါတော့1 hour တော့သူ့ရဲ့လက်ရှိ trend ကိုကြည့်ဖို့ပါ1 hour ပူရရင်ဒါဒီဘယ်လိုပြောမလဲ entry point ရှာဖို့ကတော့15မိနစ် time frame ကိုပြန်ပြီးတော့ထပ်သုံးပါတယ်15မိနစ် time frame ကိုရှာပြီးကြရင်တော့ကျွန်တော်တို့15မိနစ် time frame မှာ RSI 14နဲ့ပဲနောက်ထပ်ဒီကောင်ကအရန် overbought ဖြစ်နေလား oversold ဖြစ်နေတာချက်ကြည့်ရယ်ဒီမှာဆိုတော့သူ့အနေနဲ့ဒီမှာဒီအပေါ်မြင်းအထိတောင်ရောက်ခါနေပေါ့နော်80 RSI အထိတောင်ရောက်ခါနေပြီဆိုတော့သူ့အနေနဲ့အရန်ယူမြင်းတက်နေပြီဒါကြောင့်မို့လို့ဒီမှာ short position ဝင်လို့ရတယ်ဒီမှာဆိုလဲ break candle တွေပေါ်လာပြီဖြစ်တဲ့အတွက် short position တွေဝင်လို့ရတယ်နော်အဲ့လိုမျိုး short position ဝင်ပြီးသူ့အနေနဲ့ကြာမယ်လို့ခံမှန်းမိတာပါဗျာပို့ပြီးတော့ကောင်းတဲ့ entry အတွက်ကတော့နောက်ထပ်5 minute time frame မှာထပ်ပြီးတော့သုံးပြီးတော့မှ short position ဝင်လို့ရတယ်ဒီကောင်ဆိုရင်တော့ဒါ short position ဝင်လို့ရပါတော့သူ့အနေနဲ့ဒီနာ RSI 30ဝန်းကျင်လောက်အထိကျမယ်လို့တော့ကျွန်တော်အနေနဲ့ခံမှန်းမိတယ်ဗျအဲ့ဒါပြီးတော့မှသူ့အနေနဲ့ချက်ပြန်ထောင်တက်လိမ့်မယ်နော်ဒီတော့ဒီ lesson နဲ့ပတ်သက်ပြီးတော့နားမလည်ရရှိရင်တော့မေးလို့ရပါတယ်ဒီတော့ဒီ lesson မှာတော့ RSI 14သုံးမယ်ပြီးတော့ဒီ upper က80 lower က20 upper 80နာကိုရောက်ပြီဆိုရင် short ဒီ lower 20နာကိုရောက်ပြီဆိုရင် long ဒါပါပဲရှင်းရှင်းလေးပါပဲနားမလည်ဘူးဆိုရင်တော့ကိုမမေးခဲ့လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ